စိတ်မကောင်းရင်များစွာနဲ့ပြောနေတာအကောက်တွေကိုပိတ်မင်းကငါတို့နဲ့ဆက်တယ်မလို့ရှင်တော့မလို့ရှင်မလုံးနဲ့ရတယ်ကိစ္စမရှိဘူးမင်းလေးလေးရှိရယူသွားတဲ့ပတ်စံ360ကိုမင်းအတိုးနဲ့ပြန်ဆက်နိုင်အောင်ကြိုးစားပြောရအောင်မယ်နော်မင်းကောင်မလေးမလေးရှားမင်းမျက်နှိုးဆိုတဲ့ကောင်မလေးမျက်နှိုးဆိုတဲ့ကောင်မလေးနော်အဲ့ကောင်မလေးလှမ်းမေးရတော့လေအဲ့ကောင်မလေးကစမင်းညီမကောက်ကိုလှမ်းပိတ်ထားတယ်မလေးရှားမှာအလုပ်သွားလုပ်တဲ့သားဖြစ်သူကမိဘကိုပြန်ကြည့်ဖို့အတွက်တတိမရတော့လို့အဖေဖြစ်သူကဗီဒီယိုဖိုင်တင်ပြီးတော့တတိပေးထားတာပါ။ကိုလေးစီကနေငွေချေးသွားပြီးပြန်မဆက်သေးတာကြောင့်ဒီဗီဒီယိုဖိုင်ကိုအများမြင်အောင်လို့လဲ share ပေးကြဖို့အတွက်အကူအညီတောင်းထားပါတယ်။ညီမနဲ့တူဗီဒီယိုဆုံးထိကြည့်လိုက်ကြရအောင်။အေးမင်းမလေးရှားနိုင်ငံကိုပတ်စံသွားချတာရေလေပတ်စံသွားချတာလားမင်းဖြုံးဖို့သွားနေတာဟမ်မင်းနဲ့ညီကိုဝင်ခွဲတွေမလေးရှားမှာအများကြီးပဲတလားတော့ပို့တာ30ပို့တဲ့ကောင်နဲ့15သိန်းပို့တဲ့ကောင်နဲ့မင်းမပို့တာ3လရှိပြီလေ3လရှိပြီမင်းအခုပို့ရတာမင်းကြီးမပတ်စံမပေးရင်နေမင်းလေးလေးယူရမင်းအတိုးနဲ့ယူရတာတော့မင်းကြည့်အောင်ဆက်ဖို့တော့တင်တယ်နော်မင်းနောင်ရေးရမအေးဘူးမင်းဗမာပြည်ပြန်မလာတော့ဘူးလားဟမ်အေးငါတော့တော်တော်ရင်နာနေပြီမင်းလေးလေးတွေကငါစီကိုလာတာကွာဟဲ့ကောင်ရဲ့နော်အေးနော်မင်းငါအတွက်တော့ငါတို့အတွက်နဲ့မင်းမေစားပါစေတော့ငါစားပါစေတော့မင်းတပြားမှမပူနဲ့ကိစ္စမရှိဘူးအိမ်နေရှန်နေနွားတွေရှိတယ်ကောင်လောင်းစားမယ်နော်မင်းကရှင်းမှပြောထားသလိုပဲစောစောကပြောထားသလိုပဲနော်ငါတည်သွားရင်လည်းအကြောင်းမကြောက်ဘူးမင်းမေတည်လည်းအကြောင်းမကြောက်ဘူးနော်ငါစိတ်မကောင်းရင်များစွာနဲ့ပြောနေတာအကောက်တွေကိုပိတ်မင်းကငါတို့နဲ့ဆက်တယ်မလို့ရှင်တော့မလို့ရှင်မလုံးနဲ့ရတယ်ကိစ္စမရှိဘူးမင်းလေးလေးရှိရယူသွားတဲ့ပတ်စံ360ကိုမင်းအတိုးနဲ့ပြန်ဆက်နိုင်အောင်ကြိုးစားပြောရအောင်မယ်နော်မင်းကောင်မလေးမလေးရှားမင်းမျက်နှိုးဆိုတဲ့ကောင်မလေးမျက်နှိုးဆိုတဲ့ကောင်မလေးနော်အဲ့ကောင်မလေးလှမ်းမေးရတော့လေအဲ့ကောင်မလေးကစမင်းညီမကောက်ကိုလှမ်းပိတ်ထားတယ်နော်မင်းတို့သစိတ်တဲ့တညာလေးနော်မင်းကောင်မလေးလည်းသိပါသေးနော်မင်းကောင်မလေးကောက်ကလက်ခံထားတယ်ဟိုက်တင်လိုက်တဲ့ပို့ကမင်းကောင်မလေးသူမင်းရောက်ကိုရောက်မှာနော်ကောင်မလေးလာဝါမင်းကိုစောက်ချက်ခွဲမှာမင်းလာဦးနိုင်ငံမှာနေတယ်ဆိုတာသိပြီလားမင်းဘာလုံးနေတယ်ဆိုတာငါအကုန်လုံးသိတယ်မင်းကမရသေးဘူးမှရီးသားပုံမျက်နှာတစ်ပိုင်းထိုးရတာနဲ့နော်ရင်ဘတ်မှာတက်တူးနဲ့မင်းသေအောင်ဘုရားဖြစ်တာနော်မင်းတို့တက်တူးတို့ခင်မိတယ်ဆိုတာမရှိဘူးကွာဒီငါပြောရင်ဒေါကလာပြီနော်မင်းနားလည်ဖို့ပဲလုပ်တယ်ငါဒီဗမာပြည်မှာငွေရှာလို့မရသူများနိုင်ငံကိုသွားမိဘအတွက်သွားတာလားမင်းအတွက်သွားတာလားအပျော်ခီးသွားတာမင်းစဉ်းစားနော်မင်းစဉ်းစားနေတယ်ဒီနေ့ဒုက္ခရောက်မှာမင်းဒုက္ခရောက်လို့ရှိရင်ငါလှည့်မကြည့်ဘူးရှင်းရှင်းပဲအေးငါစကားတစ်ခုမှပြတ်တယ်နော်အေးငါအငင်းသားဝင်တန်းတူအခုလည်းပြင်ဆင်ရှိတယ်ကွာငင်းသားနာပြီးတော့ပြင်ဆင်ရှိတယ်ရှမ်းနေရှိတယ်အိမ်ရှိတယ်တွန်းတော့ရှိတယ်ရောင်းသားမယ်ကောင်မင်းအောင်မမျိုးလင့်ဘူးမင်းထက်တဲ့ဒီ17လပိုင်း16ရက်ငါပြန်ကြည့်မယ်နော်မင်းလေးလေးညတန်းချီကယူရတဲ့ပတ်စံ360အတိုးအရင်မဆန်းနိုင်အောင်ပြန်ကြိုးစားမင်းကရှင်းရှင်းပဲပြောလိုက်နေအောင်လဲကြည့်ထားပါကျွန်တော်ဒီပို့နေလို့ရှိရင်ရှယ်ပေးလိုက်ကြပါဦးနော်ဒီကောင်သိအောင်ကျွန်တော်သူ့အဖေပါတော်စိတ်ကုန်ပြီကျွန်တော်လိုင်းဘော်တွေမှာကြည့်တော့သားသမီးတွေကမိဘတွေတူတော့ရှမ်းနေအိမ်နေနွားတွေကျွဲတွေရောင်းပြီးတော့ပတ်စံမပို့ဘူးပြစ်ထားရဲဆိုတာအခုကိုယ်ကြုံမှကျွန်တော်ရတက်ပြောတာရဲလေးဆိုတာကျွန်တော်သားအရင်၄ယောက်မြောက်ကောင်အဲ့ကောင်နှုံညကောင်အသက်26နှစ်ရှိနေပြီပြန်ကြားရောက်ပြီးတာနဲ့ရီးစားနဲ့ပဲတုံးဖြုံးနေလို့တားဖြစ်သူကိုဆုံးမနေတာကိုတွေ့ရပါတယ်။မိဘဆိုတာကကို့မှာမရှိရင်တောင်မှချင်းငှားပြီးတော့ဖြည့်ဆည်းပေးကြကြတာမိဘညစ်တာပါပဲ။တစ်ချိန်ကျရင်ပတ်စံကြောင်းနဲ့တားသမီးကိုဒုက္ခရောက်မှာအတိုင်းဝိုင်းမရှိတော့မှာကိုမစားရမှာမဝိရမှာထက်ကိုပို့ပြီးစိုးရင်ပူပန်တတ်ကြပါတယ်။ကြည့်ရှုနေတဲ့လူကြီးမင်းတို့လည်းမလေးရှားကဒီဦးလေးရဲ့သားမြင်အောင်လို့ဗီဒီယိုဖိုင်ကို share လုပ်ပေးသွားကြပါဦး။နောက်နေ့တွေမှာလည်းဒီလိုမျိုးစိတ်ဝင်စားစရာဘူးတူတရရစရာဗီဒီယိုများကိုတင်ဆက်ပေးသွားမှာမို့လို့ like and follow လုပ်ပေးသွားကြပါအောင်ရှင်။